လွန်ခဲ့တဲ့နှစ်တန်းပေါင်းများစွာကလေးကတော့အုပ်ထဲမှာရှိတဲ့မိုးအားလုံးနီးပါးဟာသူညီရဲ့လှုပ်တစ်ခုကိုပဲလှုပ်ခဲ့ကြပါတယ်။အဲ့ဒါကတော့မြေပေါ်မှာရှိတဲ့အပင်ဆွေတွေအသေးကောင်တွေကိုစားသုံးတာပါ။သူတို့ကိုကျွန်တော်တို့က Dead Eaters အသေးကောင်ဝါမျိုးသူတွေလို့ခေါ်နိုင်ပါတယ်။ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှမိုးမျိုးစိတ်အချို့ကသူတို့ရဲ့ view ကိုပြောင်းလဲလိုက်ပါတယ်။အခုဆိုရင်မိုးလောကမှာအုပ်စုကြီးနှစ်စုခွဲပြီးပြင်းထန်တဲ့ပြည်တွင်းစစ်တစ်ခုဆင်နွှဲနေကြပါပြီ။အဲ့ဒါကတော့ Dead Eaters မိုးအုပ်စုနဲ့ Sapsuckers မိုးအုပ်စုပါ။ပိုရှင်းသွားအောင်ပြောရမယ်ဆိုရင်တစ်ဖက်ကအဆွေးမြေစားတဲ့မိုးအဖွဲ့နဲ့တခြားတစ်ဖက်မှာအပင်ကြီးတွေကနေတိရီကိုဆော့ယူစားတောက်တဲ့မိုးမျိုးနယ်တို့ရဲ့တိုက်ပွဲပဲဖြစ်ပါတယ်။တိရီဆော့ယူသူဒါမှမဟုတ်အကျိုးတူပူပေါင်းတဲ့မိုးအဖွဲ့တွေကအစာအတွက်အသေးကောင်ကိုစောင့်မနေတော့ပဲတစ်ပင်ကြီးတွေနဲ့မဟာမိတ်ဖွဲ့လိုက်ကြပါတယ်။သူတို့ရဲ့အမြင့်တန်းလေးတွေကိုတစ်မြစ်တွေရဲ့အထိချိတ်ဆက်ပြီးတစ်ပင်တွေအတွက်လိုအပ်တဲ့ရေနဲ့အာဟာရကိုအဝေးကြီးကနေရှာဖွေပေးပါတယ်။အပြန်အလှန်အနေနဲ့တစ်ပင်စီကနေရစာရှိရဲ့တိရီတွေကိုရယူပါတယ်။ကျွန်တော်တို့စားနေတဲ့တံမိုးကြီးမှုအများစုဟာဒီလိုချုံမိန်နဲ့တိရီကိုစားသုံးတဲ့အကျိုးတူပူပေါင်းတဲ့မိုးအုပ်စုဝင်တွေဖြစ်ပါတယ်။သူတို့နှစ်ဖွဲ့ဟာအစာစားပုံချင်းမတူပေမဲ့တိုက်ပွဲဖြစ်ရတဲ့အကြောင်းရင်းတစ်ခုပဲရှိပါတယ်။အဲ့ဒါကတော့နိုက်ထရိုဂျင်ပါ။နိုက်ထရိုဂျင်ဟာမိုးရေရှင်သန်မှုအတွက်မရှိမဖြစ်လိုအပ်တဲ့လက်နက်ခဲယမ်းလိုပါပဲ။ဒီနေရာမှာ Dead Eaters လို့ခေါ်တဲ့အဆွေးအမြစ်အပုပ်ကောင်တွေကိုဝါမျိုးတဲ့မှုတွေကဘယ်တစ်ပင်နဲ့မှမချိတ်ဆက်ထားတော့နေမီရဲ့နဲ့လွတ်လပ်လပ်သွားနိုင်ပြီးနိုက်ထရိုဂျင်ကိုအရင်ဦးအောင်သိမ့်ပိုက်တတ်ပါတယ်။ဒါအပြင်တစ်ပင်ကြီးတွေနဲ့မဟာမိတ်ဖြစ်တဲ့မှုတွေကိုလည်းသိအောင်လုပ်ပြီးသူတို့အလောင်းကိုတောင်ပြန်စားဖြစ်ပါတယ်။အဲ့တော့တစ်ဖက်က Sapsucker ဖြစ်တဲ့တိရီကိုစားသုံးသူမှုဘက်ကရောငြိမ်းချမ်းနေမယ်လို့ထင်ပါသလား။သူတို့ကလည်းပြိုင်ဘက်မှုအုပ်စုတွေကိုလွယ်နဲ့အရှုံးမပေးပါဘူး။သူတို့မှာပိုင်လိုင်းလိုမျိုးအမြင်တွေရှိပြီးပြိုင်ဘက်ရန်သူဖြစ်တဲ့အဆွေးမြေစားသူမှုတွေစုဆောင်းထားတဲ့နိုက်ထရိုဂျင်တွေကိုခုတ်ယူစုပ်ပစ်ပါတယ်။အချို့ဆိုရင် Blood Travel လိုမျိုးဓာတုလက်နက်တွေကိုထုတ်လွှတ်ပြီးဘေးနားကပြိုင်ဘက်မှုတွေကိုတပ်ပစ်တတ်ပါတယ်။လက်ရှိမှာတော့တစ်ပင်ကြီးတွေနဲ့မဟာမိတ်ဖွဲ့ထားတဲ့မှုတွေကကမ္ဘာတောအုပ်တွေရဲ့သုံးပုံနှစ်ပုံကိုစုံမိုးထားနိုင်ပါတယ်။ဒါဟာကမ္ဘာကြီးရဲ့အတွက်သတင်းကောင်းပါပဲ။ဘာလို့လဲဆိုတော့တိရီစောယူသူမှုတွေစုံမိုးတဲ့တောအုပ်တွေဟာအဆွေးမြေစားသူမှုတွေစုံမိုးတဲ့တောအုပ်တွေထက်ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့10%ကိုပိုပြီးစောယူပေးနိုင်လို့ပါ။သူတို့ကတစ်ပင်တွေကိုပုံမတန်ပါစေပြီးကမ္ဘာကြီးကိုအေးချမ်းစေပါတယ်။ဒါပေမဲ့လူသားတွေကဒီစစ်ပွဲကိုမယူရဘဲနှောက်ယှက်နေမိပါတယ်။ကျွန်တော်တို့သုံးတဲ့ဓာတ်မြေဩဇာတွေကြောင့်မြေကြီးထဲမှာနိုက်ထရိုဂျင်တွေအများကြီးဖြစ်လာတဲ့အခါအဆွေးမြေအပုပ်ကောင်တွေကိုဝါမျိုးတဲ့မှုတွေကအင်အားတွေအရန်တက်လာပါတယ်။တစ်ဖက်မှာလည်းလေလူညဉ့်ညံမှုကအသက်ရည်ဆော့ယူသူမှုတွေနဲ့မဟာမိတ်ဖြစ်တဲ့တစ်ပင်တွေကိုဒုက္ခပေးနေပါတယ်။ဒါကြောင့်ဒီမှုစစ်ပွဲမှာဘယ်သူကနောက်ဆုံးနိုင်ရမလဲဆိုတာကတော့စိတ်ဝင်စားစရာပါပဲ။တကယ်တော့ဒီစစ်ပွဲကမဆုံးနိုင်တဲ့စစ်ပွဲတစ်ခုလိုပါပဲ။ Dead Eaters လို့ခေါ်တဲ့အပုပ်စားမှုတွေဒါအကုန်နိုင်သွားရင်တောအုပ်ထဲမှာအမိုက်တွေအသေးကောင်တွေမရှိတော့ပဲတန်ရှင်းသွားမှာဖြစ်ပေမဲ့တစ်ပင်တွေကအာဟာရမရလို့ဖြည်းဖြည်းချင်းတည်ဆုံးကုန်ပါလိမ့်မယ်။နောက်တစ်ခု Sapsucker လို့ခေါ်တဲ့တိရီစောယူသူဖြစ်တဲ့မှုအဖွဲ့တွေဒါအကုန်နိုင်သွားရင်တစ်ပင်တွေအရန်တက်မှလာမှာဖြစ်ပေမဲ့မြေပေါ်ကအသေးကောင်တွေကိုချစ်ဖြတ်ပေးမှသူမရှိတော့လို့ခရားစနစ်ပျက်စီးသွားပါလိမ့်မယ်။ခုချိန်မှာအပင်ကြီးတွေနဲ့မဟာမိတ်ဖွဲ့ထားတဲ့မှုတွေကသာနေမြေစိုးမိုးမှုမှာနိုင်နေပေမဲ့လူသားတွေရဲ့ပတ်ဝန်းကျင်ဖျက်ဆီးမှုကြောင့်အဆွေးအမြစ်စားတဲ့မှုတွေကနောက်ကနေအရှင်ဟုန်နဲ့လိုက်လာနေပါတယ်ဆိုတော့ကျွန်တော်တို့လူသားတွေရဲ့ကဘာကြီးကိုဘယ်လိုထိမ့်သိမ်းမလဲဆိုတဲ့အပေါ်မှာအများကြီးမူတည်နေပါတယ်နောက်ဆုံးတစ်ချက်အနေနဲ့ပြောရရင်ဒီစစ်ပွဲမှာတစ်ဖက်ဖက်ကအပြတ်တက်နိုင်သွားဖို့ထက်နှစ်ဖက်စလုံးမျက်မျက်တတရှိနေဖို့ကကျွန်တော်တို့ကဘာကြီးအတွက်အရေးကြီးဆုံးပါပဲဆိုတော့မိုဝေချာကပရိပခါနဲ့ပတ်သက်ပြီးအင်တီမီယူဆချက်ကို comment မှာရေးပေးသွားပါဦးဗျနောက်ဗီဒီယိုတွေအတွက် subscribe လုပ်ခဲ့ပြီး support ပေးနိုင်ပါတယ်ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like ပေးခဲ့လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်